Hello guys ကိုတေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာကကျတော့ကျွန်တော်ဗီဒီယိုရိုက်ပြီးဆိုရင် log profile ဆိုတာသုံးပြီးတော့ရိုက်တယ်ပေါ့နော်ဘာလို့ log profile ကိုသုံးပြီးတော့ရိုက်လဲဘယ်လိုအခြေအနေမျိုးတွေမှာ log profile သုံးလဲဘယ်လိုအခြေအနေမျိုးတွေမှာတော့ show standard red 709နဲ့ရိုက်တာကောင်းလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပြပေးမှာဖြစ်ပါတယ်ဒီက log profile ကကြတော့ဘာလုပ်ပေးရလဲဆိုရင်သူက dynamic range ကိုကျွန်တော်က shadow နဲ့ highlight နေရာတွေက DD တွေအကုန်လုံးကျန်အောင်လို့လုပ်ပေးတဲ့ format တစ်ခုဖြစ်ပါတယ် log profile မှာဆိုရင် camera လုံးနဲ့တစ်လုံးမတူဘူးပေါ့နော်Sony မှာဆိုရင် S slot သုံးတယ် Canon မှာဆိုရင် C slot သုံးတယ်အစပြင်ပေါ့ကျွန်တော် log profile ပုံမှာ camera မျိုးစားတွေပေါ်မူတည်ပြီးတော့ကွဲပြားခြားနားကြပါတယ်ဒီထဲမှာကျွန်တော်တို့log profile သုံးပြီးတော့ရိုက်မယ်ဆိုရင် color grading ပြန်လုပ်တဲ့အခါမှာ shadow ထဲမှာရှိတဲ့ detail တွေ highlight ထဲမှာရှိတဲ့ detail တွေအကုန်လုံးကျွန်တော်ပြန်ပြီးတော့ရရှိနိုင်ပါတယ်တကယ်လို့သာကျွန်တော်က standard အတိုင်းပဲရိုက်ထားမယ်ဆိုရင်တကယ်လို့ကျွန်တော်ကအောက်တုံးမှာရိုက်လို့တဟန်းလာတဲ့ footage တွေကိုပြန်ပြီးတော့ editing မှာပြန်ဆယ်မယ်ဆိုရင်အခက်အခဲတွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီ log color နဲ့ရိုက်ကူးတဲ့အခါမှာဆိုရင်အတော်တင်မားတာမျိုးကိုကျွန်တော်တို့ editing မှာ post production မှာပြန်ပြီးတော့ detail တွေကျွန်တော်ပြန်လည်ရရှိနိုင်တာဖြစ်ပါတယ်ဒါအတွက်ကြောင့်ကျွန်တော်က log profile ကိုအသုံးပြုပြီးတော့ရိုက်ကူးတာဖြစ်ပါတယ် standard profile ကိုကျွန်တော် standard အတိုင်းပဲဘယ်လိုအခြေအနေမျိုးမှာရိုက်ရမလဲဆိုတာဟာမျိုးတော့ရှိရဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကရိုက်လာတဲ့ footage ကိုကျွန်တော်အမြန်ပေးဖို့လိုအပ်တဲ့အခါမျိုးတွေမှာဆိုရင်တော့ standard profile တိုင်းပဲဒီ red 709တိုင်းမှာကျွန်တော်ရိုက်ကူးတယ်ပေါ့နော်တခုရှိတာက standard တိုင်းရိုက်မယ်ဆိုရင်ကျွန်တော်တို့အများတန်း fog color လေးပြန်ဆက်ပေါ့နော် color မှန်အောင်လေးသေချာလေးဆက်ပါပြန်ပြီးတော့မှ editing မှာပြန်ဆယ်တဲ့အခါမှာဆိုရင်အရန်မှားတဲ့ color တွေဆိုရင်ပြန်ပြီးဆယ်ရတာခက်ပါတယ်အဲ့ဒါမို့လို့ color လေးကိုပြန်စစ်ပြီးတော့ရိုက်ပါ event သမားတွေဆိုရင်တော့ညသဖြင့်က709လောက်နဲ့ပဲရိုက်ကြတာအဆင်ပြေပါတယ်အမြန်ပေးရတဲ့အခါမျိုးတွေမှာဆိုရင်ပေါ့နော်ဒီကလို့မဟုတ်ဘူးကျွန်တော်က project ကလည်းကြီးတယ် editing လုပ်ဖို့တော့လည်းအချိန်ရတယ်ဆိုရင်တော့ log profile နဲ့ရိုက်ပြီးတော့ color grading ကိုသေချာလေးကင်ပါ color grading ကင်ရတာကိုလည်းမကြောက်ပါနဲ့ color grading ကင်မှသာကျွန်တော်တို့ရဲ့ video တွေက quality တစ်ခုတစ်ဆင့်တက်လာမှာဖြစ်ပါတယ် color grading ကင်တဲ့အခါမှာလည်းအစပိုင်းမှာဆိုရင်တော့မှားတတ်ကြတယ်ပေါ့နော်မှားမှာကိုလည်းမကြောက်နဲ့ရေရဲတင်းတင်းနဲ့လုပ်ပါတဖြည်းဖြည်းနဲ့လောက်တာများလာလေကျွန်တော် color grading လောက်တာများလာလေကျွန်တော်တို့ရဲ့ color grading scale တွေကလည်းတိုးတက်လာမှာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော် color grading ဘိုင်းကိုလည်းနောက်ပိုင်းကျရင်ဆက်ပြီးတော့တင်ဆက်ပေးပါဦးဒီနေ့ပြောချင်တာကတော့ log profile ရဲ့အားသာချက်နဲ့အားနည်းချက်လေးတွေဖြစ်ပါတယ် log profile ကကျွန်တော်အနည်းချုပ်ပြန်ပြောမှဆိုရင် log profile ဒီ highlight နဲ့ shadow နေရာမှာရှိတဲ့ detail တွေကိုကျွန်တော်ကချန်အောင်လုပ်ပေးတယ်ဒါပေမဲ့ရုပ်တရက်ကြည့်မယ်ဆိုရင်တော့ဖြူပက်ပက်ဖြစ်နေတယ်ကြောင့်မလို့ client တွေကိုဓာတ်ရိုက်ပြတဲ့ခါမျိုးမှာဆိုရင်နည်းနည်းလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရလေအောင်ကျွန်တော်ဒီ Sony မှာဆိုရင်တော့ camera access လေးဖွင့်ထားပြီးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က preview ပြန်ပြတဲ့အခါမှာဆိုရင်သူက709တိုင်းမှာကျွန်တော်ကပြန်ပြီးတော့ပြပြီးလို့ရတယ်အဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ log profile လေးရတယ် client အောင်ပြတဲ့အခါမှာဆိုရင်လည်း client အောင် preview ပြတဲ့အခါမှာဆိုရင်လည်းအဆင်ပြေရပေါ့နော်လုပ်ပုံလေးနဲ့ရိုက်ကူးလို့ရပါတယ်ဒီလိုပုံစံလေးနဲ့ကျွန်တော်ရိုက်ကူးရေးမှာအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်လုပ်မယ် see you ပါ